မီးပေါ့တကောင်ရဂိတ်တန်းမဟုတ်တော့ပင်ဘက်ထရီမီးဆိုလဲဘက်ထရီမီးနော်ပြီးလို့ရှိရင်ဒီဘက်မှာဆိုရင် တကားမီ ABS မီးတကားမီးပြီးလို့ရှိရင်မှာ C မီးဟုတ်ပြီနော်ပြီးရင်ဒီကောင်ဆိုရင် CRI မီး CRI ဒီကောင်လော့ဟွာဖြစ်နေဆိုတဲ့သဘော free ဆိုတဲ့သဘောပေါ့နော်လော့ကြအနေထားတော့မဟုတ်ဘူး free ဖြစ်နေဆိုတဲ့သဘောမျိုးโอเคအဲ့ဒါကကားဆက်နှိုးလိုက်မယ်ကားဆက်နှိုးလိုက်ပြီဆိုရင်ဒီကောင်ဆို ABS မီးလင်းနေသေးရဲ့ ABS နော်ABS မီးလင်းမယ်ပြီးလို့ရှိရင်မှာဟိုဟာမီးလင်းနေမယ်ဟီမီနော်အခု ABS ပြောက်သွားပြီโอเค ဒီပါလွင့် ABS ပြောက်တာ မလုပ်ပါဘူးဒီပါ မလုပ်နော် လုပ်ပါပုံမှန်ပဲလေ break ကိုလွင့်လားမဟုတ်ပါ ဟုတ်ပါဘူး ဒါအတွက်မချူကလင်းနေပဲလင်းပြီးပြောက်သွားတာပေါ့ရင်တော့ဖွင့်တဲ့အချိန်မှာလင်းနေလေဟိုစီဒီဘက်က note လင်းနေရဟာပါဟမ်ဘယ်ဟာရောအော်ဒီကောင်လေးလား ဟုတ်100မီ100မီခုဆိုမှ CRI ပေါ့ဝိုင်းဟောနော် CRI မီလဲမလင်းတော့ဘူးโอเค စီမီလင်းနေရ စီနေနေလို့မှ CRE အောင်မှာ ထိုင်ကုန်ကပတ်မပတ်သေးလို့ပြတာဒါကပတ်မီနော်သူတဆိုင်ရမီတွေပါတယ်โอเคဒါကတော့ဟောပဲကြာအဲ့ဆိုရင်ကျွန်တော်နေဒီမှာအခု OBD ဆက်ထိုးတော့မယ်ဆက်တစ်လုံးကိုလက်ထဲရောက်လာပြီဆိုကွာဒီဆက်ကိုကျွမ်းခြင်းဝင်တက်ဖို့လိုတယ်ဟုတ်တယ်ဒီကောင်ဆိုကျွန်တော်တို့က lunch သူ့နာမည်ဆက်နာမည် lunch ပေါ့နော်အဲ့ဆက် lunch မှာဆိုကျွန်တော်တို့က tablet ပုံစံနဲ့လာရဲပြီးလို့ရှိရင်ကျွန်တော်တို့ကသူ့မှာဆို account တွေပါတယ်ကွာပြန် join လို့ရဟုတ်နော်ကိုဒီဟိုဟာသုံးနေတယ်ဆိုကိုမှ user info ရှိရဲအဲ့မှာကိုကြိုက်တဲ့ account ကိုပြန်ပြီးတော့ join လို့ရ email နဲ့ဖြစ်ဖြစ်ဒါမှမဟုတ် gmail နဲ့ဖြစ်ဖြစ်နောက်တစ်ခုနဲ့ကွာပြန်ပြီးတော့ join ပေးလို့ရတယ်ဝေးဒါမှကွာဒီကောင်ဆိုကျွန်တော်တို့ကတန်းပြီးဝင်သွားချိုးဆက်တယ်မှာလို့မဟုတ်ကျွန်တော်တို့ကဖုန်းတုံးဟိုကွာ tablet ပုံစံမျိုးလေးတွေလာလေးရှိတယ်အဲ့လိုဟာလေးမှာသူ့မှာကျွန်တော်တို့ app လေး down ပြီးသားအဲ့ app လေးတွေကိုကျွန်တော်တို့ကဝင်ပြီးတော့စကန်ဖတ်လို့ရတဲ့ဟာမျိုးအဲ့လိုအချိန်တွေမျိုးတွေရှိတယ်ဒီကောင်မှじゃအဲ့လိုမဟုတ်ကျွန်တော်တို့ direct ဝင်ပြီးသားဖြစ်တယ်ကွာတကူတကပြန်ပြီးတော့ဝင်နေစရာမလိုโอเคကွာစောင်းအောင်တော့မယ်စောင်းအောင်သူ့မှာကျွန်တော်တို့ကဒီမှာ function တွေအများကြီးပါတယ်ဟုတ်ပြီနော်ခဏလေးမှာ intelligent diagnostic မှာ local diagnostic မှာလည်းကျွန်တော်တို့ကနှစ်မျိုးဖြစ်နေ intelligent အကောင်နှစ်ခုကဘာကွာလဲကျွန်တော် intelligent diagnostic ကြောက်ကျွန်တော်တို့ကကားတစ်စီးကို model ပါရွေးစရာမလိုဘူးဟုတ်လား model ရွေးစရာမလိုဘူးဘယ်နိုင်ငံထုတ်တဲ့ကားလဲရွေးစရာမလိုဘူးအဲ့လိုမျိုးရွေးစရာမလိုဘူးဗျာကျွန်တော်တို့ကကားမှာရှိရကျွန်တော်တို့ VIN number ဆိုတာလေးရှိတယ်အဲ့ ECU ရဲ့ကျွန်တော်တို့ VIN number ပေါ့အဲ့ VIN number လေးကိုကျွန်တော်တို့ရိုက်ထည့်လိုက်တာပဲဖြစ်စေဒါမှမဟုတ်သူကစကန်ဖတ်ပြီးတော့ပဲဖြစ်စေကျွန်တော်တို့ကဓာတ်ရိုက်ဝင်သွားတဲ့ပုံစံမျိုးဖြစ်သွားမယ်ဟုတ်လား diagnostic intelligent diagnostic ကကျွန်တော်တို့ကခုနကကျွန်တော်တို့ model တွေကားမျိုးစားရိုက်စရာမလိုဘူးကျွန်တော်တို့ကဓာတ်ရိုက်ဝင်လိုက်တဲ့ဆိုတဲ့ပုံမျိုးဖြစ်သွားမယ်ခုနကဒီဘက်ကကျွန်တော် local diagnostic အဲ့လိုမဟုတ်တော့ကွာဝင်လိုက်ပြီဆိုတာနဲ့စယူရောကားမျိုးစားရွေးခိုင်းဟောတော့ Honda ဆိုရင် Honda ရှားကားဆိုရင်ကွာရှားကားပေါ့ဒီကောင်ဆိုကျွန်တော် Honda ဆိုရင်ကျွန်တော်တို့က Honda Chinese က sorry မှာ Asian မှာ Honda ဟုတ်ပြီနော်ဒါဆိုသူကစယူဒီမှာပြရဲ software update ဒီဖုန်းထဲမှာသူက update 4.49ပေါ့49.6ပေါ့ဟမ်ဟုတ်ပြီ okay ဒီကောင်ဆိုသူ update မှာဆိုဒါကွာဒါရဖတ်လဲရတယ်ကောင်ဖတ်လဲရတယ် update မှာသူဘာတွေပါလာလဲဆိုတဲ့ဟာမျိုးကျွန်တော်ဖုန်းလိုမျိုးပဲဖုန်း software update တင်လိုက်လို့ရှိရင်ခြေတော့တော့ကျိုးမယ်ခိုက်တောက်နေမတော့တော့ okay ဒါဆိုကျွန်တော်တို့ကသူ့မှာပါတဲ့ function လေးကျွန်တော်တို့ကပြပေးတာဟုတ်လားကွာဝင် okay ဆက်ပြီးတော့နှိပ်လိုက်ရုံပဲ okay ဒါစဝင်တော့မယ်ဆိုရင်ဝိုင်းစားလဲနေပြီပေါ့နော်တော့ဘင်းခိုင်နေနော်ခိုင်းနေဟာပြေဘူးပေါ့ဘူးအစေးအပိုင်းနေလမ်းကျန်အပိုင်းနေညညုံပါပြီးလို့ရပြင်းနေဟောအပြန်မှန်အောင်တင်ကြ လိုင်းမကောင်းလို့ရှင်ဟုတ်လိုင်းမကောင်းတာမဟုတ်မှကျွန်တော် Bluetooth မချိတ်က Wi-Fi ချိတ်ရတယ်နော်ဆရာ Bluetooth ချိတ်ပြဟိုမှာချိတ်ထား Wi-Fi ပိတ်လဲရတယ် Wi-Fi ပိတ်ပြီးသုံးလဲရတယ်ပိတ်လိုက်မယ်ဟိုတော့လိုက်မလို့ဟုတ်သုံးလို့ရတယ်ရှားဟာတွေသုံးလို့ရတယ်အမတကောင်ဆိုလိုတယ်ချိုးဆက်တွေရတယ်ကျွန်တော်တို့ကမလူရဲဆက်တွေလည်းရှိတယ်ဟုတ်လူရဲဆက်တွေကြတော့လည်းလိုတယ်ဘလိုတွေဖြစ်ကုန်မလို့ကဲโอเคအဲ့တော့ OBD စထိုး OBD စထိုးဝင်ကျွန်တော်တို့အရင်ဆုံးဒီခေါင်းလေးကျွန်တော်တို့ကကားရဲ့ OBD ခေါင်းမှာထိုးတာကိုလိုတယ်အဲ့ကားရဲ့ OBD ခေါင်းကဘာမှပါရရဆိုတော့အများဆုံးအဖြစ် CRI ဘက်မှာလည်းပါကြ driver ဘက်မှာပဲဟော driver ဘက်ကမှကျွန်တော်ဒီဘက်အောက်တောင်းမှာပါရင်ကျွန်တော်တို့ကဒီဘက်ညာဘက်လေးမှာပါတယ်ဒီ Honda မှာကျွန်တော်တို့ကဒီဘက်အောက်ကလေးမှာပါတယ်ဒီဘက်အောက်လေးနားလေးမှာနော်ကိုပြီးရင်အဲ့ဒါကိုထိုးရဲ့ခါကျရင်ကိုတယောက်တစ်လဲစမ်းပြီးတော့ထိုးကြမယ်ဟုတ်နော်ရှာပြီးတော့ထိုးကြမယ်ကိုကျွန်တော်ဒီကောင်ဒီတိုင်းထိုးလိုက်တော့မယ်ဟုတ်လေထွက်ကြမယ်အဲ့တခုဘယ်လောက်ရှိလဲ60ဗျဟိုးဒါ60360ရအောင်မရဘူးကိုခိုင်မော့60ဗျအဲ့တော့ကြာကိုခိုင်မော့ရှိတယ် OBD ဆက်တွေကရှိတယ်မျိုးသားပေါ်ပူတီပြီးတော့100လောက်ထိလည်းရှိတယ်ကိုခိုင်မော့ဟာနင်းလိုက်120တော့ရင်းအောင်လွတ်ကြရအောင်ခုဒါကတော့နှစ်ခုတည်းဒါဆိုကျွန်တော်တို့က software update
ဟောတကောင် diagnostic history ဆိုတော့ကျွန်တော်အရင်တော့လှုပ်ထားတဲ့ကားထဲမှာကျွန်တော်တို့ကစိတ်မှတ်ထားတာမျိုးအဲ့ကုတ်တစ်ခုကိုကုတ်အစ်စ်ပြန်ပြီးတော့တွဲပေးရအောင်နော်ကွာတွဲပြီးချိတ်ပေးရတယ်သူစက် device နာမည်လေးနဲ့ဟေးfeedback ဆိုရင်ကျွန်တော်တို့ကနောက်ဆုံးလှုပ်ထားတဲ့ကားအစီး20ရဲ့ history ကိုကွာပြန်ကြည့်ရဟာမျိုးတွေအဲ့လိုမျိုးတွေလုပ်လို့ရတယ်ပြီးရင်ဒီကောင်က service function ဒီကောင်ဝင်လို့ရလားပေါ်တော့ပေါ်သေးဘူးပြန်ဒီကောင်နောက်မှတော့ဒီကောင်မော်လဲဝင်လို့မရဘူးဟုတ်ပြီဒီကောင်ဆိုကျွန်တော်တို့က info center ဆိုကျွန်တော်ဒီမှာ tip တွေဘာလုပ်မလဲကျွန်တော်တို့ကပြီးရင် code တွေပါဖြောက်လို့ရှိရင်ဘယ်လိုဖြောက်မလဲဆိုတာမျိုးကျွန်တော်တို့တွားပြီးတော့ကြည့်လို့ရတယ်။ဟောဒီထဲမှာကွာအခုမှစသုံးမှာကွာမတည်သေးဘူးဆိုရင်ဒီကောင် user info ကတော့ကိုဒီစက်မှာချိန်ထားရဲကွာ info ဒီကောင်ဆိုကျွန်တော်တို့ကခုနဒီခေါင်းလေးကိုပြောချင်တာနော် PCI ဆိုတာလေးကဒီထဲမှာ other module မှာဒီမှာတခြားဟာတွေလည်းအများကြီးပါတယ်မှာ gallery လည်းပါမယ်တပုံတွေပါရိုက်လို့ရမယ်ပါတော့မလေးဒီမှာလေးကင်မရာပဲအောင်ရောက်ရဒီမှာလေးအကြီးပဲ တက်ပလန်နဲ့တူပဲ ဘောတက်ပလန်တူပဲမှာတပုံတွေပါရိုက်လို့ရဒီကောင်လေးဆိုတော့ ဒီမြောင် ကျားမှာ calculator ရွာရပါတယ်နော် စားပြ Telegram ဘလို့ဖြစ်နေရတော့ဘာလို့ဝင်လို့မရဘာလို့ဝင်လို့ တဲ့လူများလို့ တော့ကင်ဖွင့်အနာ ဆရာဘယ်ရက်14ပဲရှိရလားနိ please confine the device one ဘယ်14ဆိုတော့အကုန်လုံးတယောက်စီလေ့ကျင့်နေပြီးရော ပုံ ဟာအကုန်ဖုန်းနဲ့တူတူပဲနော်သုံးပါ အကုန်ဖုန်းအတူတူ ဒီ အဲ့ က ဒါမှ300ဆိုကြားတယ် iPhone သိန်း100အဲ့ချင်းထည့်ရောင်းဘယ်လိုပြော iPhone သိန်း100ကြကြ အခုစက်ကွန်ပရို စက်ကွန်ပရိုတော့ 80လောက်80 60 90လောက်ပဲတေးဘူးရလားတေးလားမင်း ဟုတ်ကဲ့ရတယ်လားတေးဘူး တေးဘူးနေပဲနော်တက်ဘူးရ တေးနေတူ အော်ဒီမှာဒီကောင်ကောင်းဘောကောင်နေမယ် ဟုတ်ပြောကြီးနည်းကြာနေရိုက်ဘူးက အဲကောင်သူတစ်ခါ scan လုပ်နေပြီရောနော်ဟိုကာ OBD ချက်မီလင်းလာရင်စစ်မဲ့ဟာကိုကျွန်တော်တို့ဝင်နေတာအဲ့ဝင်တဲ့ခါကျရင်ကျွန်တော်နှစ်မျိုးဝင်လို့ရတယ် intelligent diagnosis နဲ့ဝင်လို့ရတယ် local diagnosis နဲ့ဝင်ရတယ်အခု intelligent diagnosis နဲ့ရင်ဆုံးဝင်ကြည့်လိုက်မယ်ဒီကောင်မှဆိုခုနကကျွန်တော်တို့ကကာမျိုးသားစာမရွေးခိုင်းနောက်ဒီကောင်ဘာလို့လဲအရင်ဆုံးကားကိုကျွန်တော်တို့က tan scan လိုက်တယ်နောက်ခုနကကျွန်တော်ပြောရဲ finger လေးကိုသူက scan လိုက်တယ် okay ကောင်စ reading လုပ်နေပြီစ scan နေပြီပြီးရင်ဒီကောင် start ရောက် scan နေပြီတစ်ခုပြီးတစ်ခု okay ဒါဆက်ဆက်ဖြစ်သွားရင်ကျွန်တော်တို့ကအထည့်ဝင်သွားတယ်အဲဝင်သွားဆိုတော့ကျွန်တော်ဒီမှာဘာပေါ်လဲကာမျိုးသားပေါ်သွားမယ်ဟိုပါပဲမယူပဲပေါ်မယ်ကျွန်တော်ဘာမျိုးသားလဲဆိုတာပေါ်မယ် model တွေ engine model တွေဘာမှမပေါ်သေးဘူးအဲ့တော့ Vinco ဆိုတော့ဒီမှာအောက်ဆုံးမှာကျွန်တော်တို့တွေ့လာမှာ GE6 1133 102အဲ့ဒါဆိုတာဒီကားကကျွန်တော်တို့က Vinco လေးခြားကားဆိုရင်လည်းကျွန်တော်တို့ခြားကားနဲ့နီးတူကျွန်တော်တို့ကအဲ့နံပါတ်လေးကကြောင်းသွားလိမ့်မယ် အင်မသားချင်းတူတယ်ဗောနော် ဒီကောင်ကတူဒီကောင်ချက်စီနံပါတ်နဲ့ Vinco နဲ့ကမတူဘူး ဟုတ်လား အင်ဂျင်နံပါတ်နဲ့မတူ အင်ဂျင်မှာချက်စီနေပဲဗော ဟိုကချက်စီနံပါတ်များသောအားဖြင့်မတူတာများတယ်ဒီကောင်ကကျွန်တော်တို့ကဝင်လိုက်ရမယ်စဝင်ပြီးကျွန်တော်တို့ကကုတ်ဒီပါစစ်တော့မှာဖြစ်တယ်ကျွန်တော်တို့က diagnosis ဆိုတဲ့ဟာလေးကျွန်တော်တို့ကတွားပြီးတော့ဝင်ပေးရမယ်ဟော diagnosis တွေဝင်လိုက်ပြီဆိုတော့ရွေးခိုင်းပင်16ပင်လားဒါမှမဟုတ်ရင်3ပင်လားအဲ16ပင်3ပင်ဘာကိုခေါ်လဲကျွန်တော်အခုဒီထိုးလိုက်တဲ့ကိုကားကခေါင်းอ่ะကွာ16ပင်နဲ့တွားရဲခေါင်းလားဒါမှမဟုတ်3ပင်နဲ့ပဲတွားရဲခေါင်းလားဆိုတာမျိုးကျွန်တော်တို့ကပြန်ပြီးတော့ရွေးချယ်ခိုင်းတာအများသောအားဖြင့်နောက်ပိုင်း2000 model နောက်ပိုင်း OBD ပါလာတဲ့ကားမှာဆိုအများသောအားဖြင့်ကျွန်တော်တို့က16ပင်တွေပဲအများဆုံးအသုံးများလာရတယ်ဟောဒါ3ပင်တွေပါဆိုအရင်မြင်ရခဲ့သွားပြီနောက်16ပင်တွေပဲအသုံးများဖြစ်ကျွန်တော်တို့က16ပင်တွေကိုကျွန်တော်ဝင်လိုက်ဝင်ပြီးတော့ဒီကကျွန်တော်တို့ဘယ်နိုင်ငံထုတ်တာလဲဆိုတာကျွန်တော်တို့ပြန်ပြီးတော့ရွေးပေးရမယ်နောက် Honda ဆိုဂျပန်ဖြစ်တဲ့ကွာဂျပန်ကောက်ထုတ်တဲ့နိုင်ငံ9နိုင်ငံပဲရှိရတာ ဘယ်ကောက် ဟုတ်ကဲ့နောက်ကူပြတယ် ဒီကောင် wifi ချိတ်ကားတယ်ဟုတ်ပြီစပြီးတော့ဒီကောင်ဆိုကျွန်တော်တို့ကကားရဲ့ခုနှစ်ဘယ်ခုနှစ်မှာထုတ်လဲဆိုဒီကောင်ဆို2008 မကြည့်ဘူး ဟုတ်ပြီ2008ဖြစ်သွားဒီမှာစပြီးတော့ function 5မျိုးပါလာတယ်ဟောတယ် Haribo ဆိုကျွန်တော်တို့လူတွေလိုပဲ medical check up လုပ်လို့မျိုးကျွန်တော်ဒီကားဘယ်ဟာချို့ရင်းနေလဲဘာဖြစ်နေလဲဆိုတာမျိုးကျွန်တော်တို့ကတွားပြီးတော့စစ်တယ်ဆိုတဲ့သဘောမျိုးပြီးရင်မှာ system scan ဆိုတော့ system အားလုံးပြောပါ engine ပဲဖြစ်ဖြစ် gear ပေါက်အောက်ပိုင်းအမ ABS အဲ့လိုမျိုး system တွေကိုကျွန်တော်အဓိကပြောချင်တာအဲ့ပြီးလို့ရှိရင်ကျွန်တော်မှာ system selection ကဒါနဲ့တူတူပဲဒါပေမဲ့သူ့မှာဘာကွာသွားဆိုကျွန်တော်တို့ကတစ်ခုချင်းကိုကွာရွေးပြီးတော့စစ်လို့ရတယ် engine ပိုင်းရင်စစ်ချင်တာလားဒါမှမဟုတ်ကွာတခြားဟာကြီးစစ်ချင်တာလားအဲ့လိုမျိုးတစ်ခုချင်းကိုရွေးပြီးတော့စစ်တဲ့ပုံစံဖြစ်သွားမယ်ခုနကဒီကောင် system scan မှာကြောက်တစ်ခုချင်းမစစ်တော့ဘူး10ခုရှိရင်10ခုလုံးတန်းစီပြီးတော့သူကတစ်ခါရဲ scan သွားရဆိုတဲ့ပုံမျိုးအဲ့မျိုးကြောက်ကွာ scan တာစောင့်လို့ရှိရင်လည်းချိန်ကြာမျိုးလေးပါလေးရှိတတ်တယ်အခုတစ်ခုချင်းတစ်ပိုင်းချင်းစစ်ချင်တယ်ဆိုရင်ကွာ system scan နဲ့ဝင် engine ပိုင်းဆိုရင်ကွာ engine ပိုင်းဒါမှမဟုတ်
အောက်ပိုင်းဆိုရင်လည်းအောက်ပိုင်းကွာတစ်ပိုင်းချင်းဆိုကွာဝင်ပြီးတော့စစ်ပေးလို့ရတယ်ကဲဒါဆိုကျွန်တော်တို့အခုတို့တကောင်ကျွန်တော်တို့ engine နဲ့ဝင်သွားပြီကျွန်တော် engine ဝင်သွားကျွန်တော် engine နဲ့ပတ်သက်တာကျွန်တော်ပြန်ပြီးတော့စစ်လို့ရတယ်โอเคဒီကောင်ခဏပြန်ထွက်မယ်ပြီးလို့ရှိရင်ဒီမှာ command special function special function ဆိုတာဘာလဲဆိုအဓိကကျွန်တော်တို့ကခုနောက်ပိုင်း model မြင်ကားတွေကိုရီးယားကားတွေမှာကျွန်တော်တော်တော်များကျွန်တော် engine wine ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့က engine wine မီလင်းနေရမျိုးလေးရှိတတ်တယ်အဲ့လိုမျိုးလေးကျွန်တော် wine maintain လုပ်ပြီးရခါကျကျွန်တော် engine wine လဲပြီးခါမှာကျွန်တော်အဲ့ချက်မီမလင်းရ reset ချတာတွေဒါမှမဟုတ်ခုန CRI မှာကျွန်တော်တို့ CRI ဘယ်လဲညာလဲမှာကျွန်တော်တို့ဘယ်လောက် degree လှည့်သွားလဲဆိုတော့အလုပ်လုပ်ပြီး CRI angle စဉ်းစားရအဲ့လိုမျိုးစဉ်းစားရကျွန်တော်တို့က reset ချရမျိုးတွေဆိုရင်ကျွန်တော်တို့က special function နဲ့တွားပြီးကျွန်တော်တို့ကလုပ်ပေးရပြီးလို့ရှိရင် top immobilizer ဆိုတော့ top ပွားတဲ့ခါမျိုးပဲ top ပွားတဲ့ခါပဲဖြစ်ဒါမှမဟုတ်ပွားထားတဲ့တော့တွေပါပြန်ဖြောက်တဲ့ခါမျိုးတွေပါလည်းဖြစ်ဖြစ်ကျွန်တော်တို့ကပြန်ပြီးတော့လုပ်ပေးလို့ရတယ်။ဒီမှာဆိုတော့ special function ကွာကားမျိုးသားပေါ်ကွဲသွားမယ်ပြီးတော့တချို့ကားတွေမှာလည်းမရတဲ့ special function ရှိဆိုတချို့ကားတွေမှာလည်းရတဲ့ဟာမျိုးတွေရှိတယ်။ဒီကစက်ထဲမှာတော့ပါတော့အစုံပါနေလိမ့်မယ်။အဲဒီစက်ထဲကပါတဲ့ဟာကိုဒီကားမှာလုံးလို့ရလားမရလားဆိုတာလည်းရှိသေးတယ်။အဲ့တော့ model 9နဲ့ကားဆိုတော်တော်များ special function မရတဲ့ဟာမျိုးလေးတွေလည်းရှိတတ်တယ်။အဲ့လိုမျိုးခါကျရင်ကွာ special function မရရင်ကွာဒီတိုင်း manually အပြင်မှာပြင်ရတာမျိုးလေးတွေလည်းရှိတယ်။ဟိုကောင်ကွာအများကြီးပါမယ်။မလေတကားကိုကွာ reland လုပ်တာလေတကားပြန်ချိန်တာတွေဒါမှမဟုတ် ABS ချိန်တာတွေဟောတော့မှအများကြီးတော့ပါတယ်ဆိုရင်ဒါပေမဲ့အဲ့ပါရဲ့ဟာဒီကားနဲ့လုံးလို့ရလားမရလားဆိုတော့ကွာစမ်းပြီးတော့လုပ်ကြည့်မှသိရတာเนาะ okay ဒီကောင် special function ထွက်လိုက်ပြီးလို့ရှိရင်မှာ other function ချာ other function ဆိုလဲအဲ့တိုင်းပဲဒီကောင် bike မှာဒီကားရဲ့ info ဖြစ်သွားမယ်ဟိုဒါဆိုကျွန်တော်တို့ info ကြည့်ရဆို VIN number ကြည့်ရမယ်ဘယ်ဈေးကောက်ကထွက်တာလဲဆိုတာကြည့်ရမယ်ပြီးရင် model ပါမယ်နှစ်တွေပါမယ်ဘာဖြစ်လို့အလားလေးကိုတွားပြီးတော့ကြည့်လို့ရတယ်ဒီကောင်ဆိုရင်မနေ့က hybrid ဖြစ်သွားပြီဒီကောင်ရတော့ hybrid မှု hybrid ကားပဲကွာစစ်မယ်ဆိုရင်ဒီကောင်နဲ့ပြန်ပြီးစစ်လို့ရတယ် ပြန်ကားတွေပြောတာ hybrid ကပြိုင်ကားမဟုတ်ကျွန်တော် hybrid ဆိုတာကျွန်တော်လွယ်လို့ပြော engine နဲ့ဟိုပေါ့ battery နဲ့ရော ရော ကျင်းနေပါတီ တော့ဘယ်လိုစီကုံဝိုင်း အဲ့ဘောစီကုံရဲ့မဟုတ် စီကောင်းရင်မဟုတ် ကမကုံလည်းမောင်းလို့ရတယ် သူသတ်မှတ်ထားတဲ့ကီလိုမီတာရောက်သွားရင် engine ရုံးအားနဲ့ကျွန်တော်တို့ battery 3အားကိုပြောင်းပြီးတော့ motor နဲ့ပြန်ပြီးတော့ engine ဆက်လုပ်လို့ခိုင်းတာစီသားတက်တာ ဟိုနာဆက်မှာလာတော့ hybrid လာ တူတာ hybrid တွေကတော်တော်များထွက်တယ်အများဆုံး hybrid မြင်ရတယ် Honda မှာမြင်ရ Honda inside ပြီး across ရဲ့ Civic အကောင်တွေလည်းအကောင်တွေအများဆုံးတူတာလည်းရှိတယ်မရှိဘူးမဟုတ်ဒါပေမဲ့ Honda ကပို့ပြီးတော့များတယ် hybrid က အခုက model အမြင့်တွေပေါ့ဟုတ်လား ဟုတ်တယ်ဟို model အမြင့်ပေါ့တရားပဲပြောအောင်လို့ engine power လည်းသုံးတယ် battery နဲ့လည်းသုံးပြီးတော့ engine မှတ်ထားတဲ့တစ်ခုကြောင့် ဟုတ်တယ်အဲ့လိုမျိုးတကယ်လို့ဟိုပါပေါ့ကီလိုမီတာဘယ်လောက်သွားမယ်အဲ့လိုကီလိုမီတာ20ဆို20 40ဆို40 ခဏခဏလဲပေးရမှာ အဲ့ကောင်ကလည်းအသုံးပြုရပုံမူတည်ရခဏခဏလဲရတော့သုံးခုရတယ်သုံးခုမှာ hard report စဝင်လိုက်ပြီဆိုရင်ကျွန်တော်က test လုပ်လို့ရတယ်ကျွန်တော်သူ့မှာပြထားတယ် engine ကို do not running ဆိုတော့ကျွန်တော်က engine ကိုရပ်ထားရမယ်ဆိုရင်အနေထားမျိုးဟုတ်တော့ဟိုကုတ်စားစိတ်ပြီးတော့ကွာ engine ကိုရပ်ထားဘယ်လိုတန်းပွင့်သွားစားနေ okay တော့ပွင့်တာစက်ကြီးကနူးနေတော့ပွင့်တာစနိုးသွား ပြေတောင်စောင်းတော့ စွမ်းတော့စွမ်းနေဒီက လို့ရောလို့ကော စနိုးသွား လူနိုင်က သိညက်တယ်နော်အရန်ကြာတယ်တစ်ပိုင်းနဲ့တစ်ပိုင်းတော့အားလုံးစကန်သွားဖြစ်တဲ့အတွက်ကိုယ်ပြန်ပြီးတော့စောင့်ဝေးရဘာလို့မလို့ရင်တစ်ခုချင်းတွားခြင်းတယ်ဒီကောင်တစ်ခေါက်ပြန်ထွက်လိုက်ရင်ဒီကောင်ပြလိုက်ညနေဆောင်သွား ထွက်လို့ ဆောပါအခုမှ12နာရီပဲရှိသေးတယ် အိုမီဒီကနိုင်ယူကြည့်တယ်12နာရီလေ ဟိုမှ12နာရီ14နဲ့ထွက်လို့ 2နာရီတော့တော့ပဲ ရောအဆုံးထိပြန်ထွက်လိုက်မယ်ဒါကောစိပြန်ဝင်မယ် အဲ့ဒါစစ်ပြောလို့အော်စားပစ်ပါစီလေ ဘောရန်အောင်တွင်တူအောင် ဘာလို့ကြာ ဒီတစ်ခုချင်းစီစကန်တာဖြစ်တဲ့အတွက်နည်းနည်းလေးတော့ကြာတယ် ဟာလေလို့မွေးမမ ကနတေဝူကောက်ဆိုတာ ချောက်ဝင်ဂျပန် ဘလို့လုံးတော့ကော ဟေးဘာလို့ အင်ဂျင်ချက်မီလေးလင်းနေမယ်ဟောတော့ဒီမှာအင်ဂျင်ချက်မီလေး တွေ့အင်းကြီးချမီ Okay အင်ဂျင်ချက်မီကဘာကြောင့်လင်းလဲသူအင်ဂျင်မှာတထားရကွာစင်စာရပဲဖြစ်စေတာမဟုတ်သူများသောအားဖြင့်ကွာစင်စာပေါ့အင်ဂျင်ချက်မီလေးကအကြောင်းရအင်ဂျင်မှာတက်စင်ထားတဲ့စင်စာရကိုကျိုးရီပြက်လို့ဖြစ်ဖြစ်ဒါမှမဟုတ်ရင်စင်စာမကောင်းလို့ဖြစ်ဖြစ်အဲ့စင်စာမှာကြီးပိတ်နေလို့စင်စာကောင်းကောင်းအလုံးမလုပ်တာပဲဖြစ်ဖြစ်လှုပ်ချင်နေမှာဆိုများသောအားဖြင့်ချက်မီလင်းကြအဝါရောင်လေးအင်ဂျင်ပုံစံလေးဟောတော့များသောအားဖြင့်ချက်မီကလှုပ်ချင်နေမှာလင်းတယ်Okay အဲ့ကွာကားဆက်နှုတ်ကြည့်ချုပ်ကားမှာကျွန်တော်တော့ online အချိန်မှာတော့ချက်မီလင်းတယ်တကယ်ကွာအင်ဂျင်စလုပ်လို့ကားဆက်နှုတ်ရရေးဆိုတဲ့အချိန်မှာကွာချက်မီကပျောက်သွားတယ်ဒီကောင်မှ
ကြည့်လိုက်ပျောက်လားပျောက်ဘာလို့ပျောက်လဲဆိုတော့ဒီမှာကျွန်တော်တို့ခုနကကျွန်တော်ပြောဆိုပဲအဓိကသူအင်ဂျင်မှာစင်တာတစ်ခုကကျွန်တော်တို့ကပြစ်ချက်ဖြစ်နေပြီအဲ့ပြစ်ချက်ရှိနေတော့ကျွန်တော်အဓိကအချက်မီလေးလင်းတာအဲ့ပြစ်ချက်ကိုဘယ်လိုရှားလဲကျွန်တော်တို့ကဒီလို set တွေအသုံးပြုပြီးတော့ပဲကျွန်တော်တို့က OBD set တွေနဲ့ပဲကျွန်တော်ပြန်ပြီးတော့ပြစ်ချက်တွေရှားရတာဟောဒီကောင်ဆိုကျွန်တော်အင်ဂျင်ဖြစ်တဲ့ကျွန်တော် system နဲ့ပဲကျွန်တော်တို့တစ်ခုချင်းတွားလိုက်မယ်အင်ဂျင်ကြားသိနေပြီဆိုတော့ system selection နဲ့တွားလိုက်မယ်ပြီးရင်ဒီမှာအပေါ်ဆုံးမှာရှိရဲ engine control module ဒီမှာဆိုကျွန်တော်တို့က ECM ပဲသုံးတယ် ECU လို့မသုံးကြဘူး ECU ကကျွန်တော်တို့ကအသုံးနည်းတယ် ECM နဲ့ပဲသုံးတာဖြစ်တဲ့ engine control module တွေကျွန်တော်ချက်ဝင်လိုက်မယ် module ACN အင်ဂျင်ကနေဖောက်ဖြစ်လို့နော်ဒီ engine နဲ့ အင်ဂျင်ရှင်းမီလေးနေလို့ ဟုတ်တယ်တကယ်ကွာ ABS မီးတွေပါလင်းနေဆိုကွာ ABS နဲ့ပတ်သက်တဲ့ဟာမျိုးတွားပြီးတော့စစ်ပေးရ ချမီလင်းတဲ့အကြောင်းရင်းအများကြီးရှိရနော် ဟုတ်တယ်အကြောင်းအရာအများကြီးရှိတယ် အင်ဂျင်ဝိုင်းကြောင့်လည်းဖြစ်နိုင်တယ် engine ဝိုင်းအဓိကအများဆုံးအဖြစ်သူ့မှာတက်ထားတဲ့စင်ဆာရမကောင်းလို့လင်းတာများရဲ့ engine ဝိုင်းအဲ့ချက်မီးတွေကဒီကောင်မှာစမယ် module information ခုနလိုပဲကျွန်တော်တို့ကဒီကောင်မှာ VIN number တွေကြည့်လို့ရမယ်ပြီးရင် engine control module ဆိုတဲ့ဟာကြီးကျွန်တော်ဗာလဲဆိုတာကျွန်တော်တို့ကကြည့်လို့ရမယ်ပြီးလို့ရှိရင်ကျွန်တော် ECU ရဲ့ serial number တွေပါကျွန်တော်တို့ကကြည့်လို့ရတယ်နောက်ကွာ ECU လဲတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကွာတစ်ခုခုကြောင့်ပြောင်းတာ ECU အပြောင်းလဲလုပ်တာဘာမျိုးဆိုရင်ကျွန်တော်တို့က serial number ကိုကျွန်တော်တို့တိုက်ပြီးတော့ဒီကား ECU မှန်လားဆိုတဲ့ဟာမျိုးတွေကျွန်တော်ပြန်ပြီးတော့စစ်ဆေးလို့ရတယ်ဟုတ်နော် okay စစ်ဆေးလို့ရတယ်ပြီးလို့ရှိရင်မှာ red for go ဆိုတာစပြီfocus ဆိုတာကျွန်တော်တို့ကဒီကားမှာဖြစ်နေတဲ့ပြစ်ချက်တွေကျွန်တော်တို့ကရှာတာ okay ဒီမှာကျွန်တော်ကြည့်လိုက်မယ် P01 ဆိုရင် CO2 P01 ဆိုရင်ဘာဖြစ်တော့မလဲ 1နဲ့ဖြူ ဝမ်ကဖြူand let me down ဟုတ်ပြီလေနဲ့စီပိုင်းဖြစ်သွားပြီဟုတ်ပြီနော်အဲ့ဒါမှစီနဲ့လေပိုင်းကျွန်တော်ကြည့်လိုက်အခုဘယ်လိုပါတက်လဲ MAS တက်တယ် MAS sensor ဒီဘက်မှာ P0113 မှာကျွန်တော်တို့က IND တက်တယ်ဟောနောက်ကတော့ကျွန်တော်တို့ကလေနဲ့ပတ်သက်တဲ့စင်ဆာတွေပဲဟောကျွန်တော်တို့တစ်ခုကလေရဲ့ဘလောက်ဝင်တဲ့ဒုတွေကိုတိုင်းတယ်တစ်ခုကကြောက်ကျွန်တော်လေဝင်ရဲ့ကျွန်တော်တို့ကအပူချိန်ကိုတိုင်းတယ်ဟောနော်လေနဲ့ပတ်သက်တာနှစ်ခုလုံးတက်သွားတာဖြစ်တယ်ကျွန်တော်တို့က P01 ဆိုပြီးဖြစ်သွားတယ်ဟောနောက်က02တို့03တို့ကကြောက်သူရဲ့ကုတ်တော့ဟိုပါနောက်ကပြစ်ချက်ပုံမူတည်ပြီးကျွန်တော်တို့အဲ့လားလေးရနည်းနည်းလေးကွာသွားတယ်အခုဆိုဒီမှာကြည့်လိုက်မယ် MAS sensor voltage low MAS sensor voltage low ကဘယ်လိုအခြေအနေမှာဖြစ်လဲဆိုတော့ကျွန်တော် MAS sensor ကိုကျွန်တော်ကသူသတ်မှတ်ထားတဲ့ volt မရောက်တာပဲဖြစ်စေဒါမှမဟုတ်ကသူ volt ပေးရမယ့်ကြိုးကပြတ်နေတာတို့ဒါမှမဟုတ် socket မထိထိဖြစ်လို့ကလွတ်နေတာတို့အဓိကသူ sensor ကိုကျွန်တော်သူသတ်မှတ်ထားတဲ့ volt မရောက်တော့ဘူးဆိုရင်ကျွန်တော်တို့ကအများဆုံးအဖြစ်ကျွန်တော်တက်လို့ရှိရင်ကျွန်တော်တို့အဲ့လိုမျိုး sensor voltage low ဆိုပြီးတော့တက်တယ်ဒါမှ IND မှာအဲ့တိုင်းကျွန်တော်တို့က IND sensor current high voltage high voltage ဆိုတာလေအဲ့တိုင်းကျွန်တော်တို့အဓိက voltage low နဲ့ high voltage ကဘယ်လိုအခြေအနေမှာပေါ်လဲကျွန်တော် sensor တစ်ခုကိုကျွန်တော်ခုနပြောသလိုကျိုးပြက်လို့ဖြစ်စေဒါမှမဟုတ် socket တွေပါဖြုတ်ထားလို့ဖြစ်ဖြစ် socket တွေပါလွတ်လို့ဖြစ်ဖြစ်အဲ့လိုအခြေအနေမှာသူသတ်မှတ်ထားတဲ့ volt sensor ကိုမရောက်တော့ဆိုကျွန်တော်အများဆုံးအဖြစ်အဲ့လိုကုတ်လေးတွေတက်တယ်ဒီမှာကျွန်တော်ကြည့်လိုက်မယ်ဆိုကျွန်တော်အပေါ်ကုန်းနဲ့အောက်ကုန်းတွေကတူပဲအဲ့ဒီကောင်ဆိုကျွန်တော် temporary ကုတ်ရယ်ကျွန်တော်တို့က current အခုဖြစ်နေတဲ့ကုတ်ရယ်ဆိုပြီးကျွန်တော်ကနှစ်မျိုးခွဲပြီးတော့ပြပေးတယ်ချုပ်ကုတ်တွေကကျွန်တော်ဒီတိုင်းဖြောက်လိုက်ရင်ပျောက်သွားတယ်ချုပ်ကုတ်တွေကြောင့်အလုံးမဟုတ်ဘူးကျွန်တော်အခုဒီ picture ဖြစ်လာပြီ MAF နဲ့ကျွန်တော် IND picture ဖြစ်လာပြီအဲ့ကျွန်တော်အဲ့ MAF sensor နဲ့ IND sensor ကျွန်တော်တို့က sensor စစ်ပေးရမယ်ပြီးလို့ရှိရင်သူ sensor ကိုတွားရကြိုးတွေကွာစစ်ပေးရမယ်အဲ့လားစစ်ပြီးကွာအဲ့ picture ကိုကွာပြုတ်ပြင်ပြီးသွားပြီဆိုမှကျွန်တော်တို့ဒီကုတ်တွေကိုကျွန်တော်တွားပြီးတော့ဖြောက်လို့ရအောင်အဲ့ဒီကောင်အခုမှကျွန်တော်ဒီတိုင်းဖြောက်ကြည့်လိုက်မယ်ပြီးတော့ဒီကောင်ကျွန်တော် refer code တွေထွက်လာရင် refer code ပြီးကျွန်တော်ကုတ်ဖြောက်တော့မယ်ကျွန်တော်မှာ clear for code ဆိုတဲ့ဟာလေးဖြစ်သွားမယ်အဲ့ clear ဆိုကျွန်တော်ဖြတ်တဲ့ဟာဖြစ်တယ်ပြီးတော့ clear for code အဲ့တော့ဒီမှာကျွန်တော် IOC က clear the DDC and free data ပေါ့ဟုတ်ပြီနော် DDC ကိုဖြောက်ဖို့အစင်းသေးဖြစ်ပြီပြီးရင်ဒီမှာသူတစ်ခါလေးလောက်ခိုင်းသူမှာတောင်းဆိုတာလေးရှိတယ်ဒီမှာဆိုပြီးဘာလောက်ခိုင်းလဲဂီယာကို neutral မှာထိုးခိုင်းပြီးတော့ကျွန်တော်တို့က parking brake နင်းပြီးတော့ကျွန်တော် engine ကိုရက်ခိုင်းတယ်ဟောတော့ပုံမှန်ပဲကျွန်တော် engine ကဒီတိုင်းရက်လိုက်မယ်ဆိုရင်လည်းကျွန်တော်ကုတ်ဖြုတ်တာပါရလုံလို့ရတယ်အဲ့ဒါကောင်ကကျွန်တော်ကုတ် engine ရက်လိုက်မယ်ဟုတ်ပြီတော့ဖွင့်လာမယ် engine ရက်ပြီးရင်ကျွန်တော် okay ထပ်နှိပ်လိုက်မယ်ဒါဆိုမှ clear for memory complete ဖြစ်သွားပြီဟော complete ဖြစ်သွားပြီဒါပေမဲ့ချက်မီးကြည့်လိုက်ပျောက်လားမပျောက်သေးဘူးသူစံနှုန်းကြည့်လိုက်မယ်တခါလေးပျောက်လားမပျောက်ဘာလို့ပျောက်တာလဲဘာလို့ပျောက်လဲဆိုတော့ကျွန်တော်ခုနကသူ့မှာပြရဲ့ပြစ်ချက်ကိုကျွန်တော်တို့ကဘာမှမပြုတ်ပြန်ဘူးဟောတော့ကုတ်ကဒီတိုင်းဖြောက်လိုက်တာပဲရှိတယ်အဲ့ဖြစ်တော့ကျွန်တော်တို့ပြစ်ချက်တစ်ခုဖြစ်လိုက်ဆိုအဲ့ပြစ်ချက်ကိုကျွန်တော်တို့အပြင်မှာပြုတ်ပြန်ရင်မှလာကျွန်တော်တို့ဒီကုတ်ကိုဖြောက်လို့ရမှာဟုတ်ဆိုကျွန်တော်တို့ကဘာမှပြုတ်ပြန်ရမရှိဘဲကျွန်တော်ဒီတိုင်းကုတ်ဖြောက်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကုတ်ကတွားပြီးတော့ပေါ်နေတော့မယ်ဟုတ်ပြီနော်โอเคမှာအရှိမှာအဲ့မှာ socket လေးတစ်ခုတက်ပြီဗီဒီယိုနားမှာပြီးသွားပြည့်ပြင်ပြီးရင်ကျွန်တော်ကြည့်လိုက်မယ်ကုတ်ဟိုကပျောက်လားချက်မီးပျောက်လားမပျောက်သေးဘူးဘာလို့ပျောက်လဲဆိုတော့အဲ့ချက်မီးကိုကျွန်တော်တို့ဒီမှာ clear focus လုပ်ပြီးတဲ့ချိန်မှကျွန်တော်တို့ချက်မီးရဲ့လုံးဝပျောက်သွားဟိုပြည့်ချက်ပြင်ပြီးတဲ့ကျွန်တော်တို့ကုတ်ပျောက်တာမျိုးတွေမဟုတ်ဘူးအဲ့မှာ clear focus တွေပြန်တွားလိုက်မယ်ဒီခုနပြောသလိုပဲကျွန်တော် engine ကို store လိုက်မယ် okay ကုတ်ကမပျောက်သေးဘူးခုထိနော်မတကောင်ဝင်လိုက်မယ် clear for memory complete okay
ပျောက်လားမပျောက်သေးဘူးပျောက်သေးရင်ကျွန်တော်တို့ချက် ပြန်ဝင် before code တွေချက်ပြန်ဖတ်ကြည့်မယ်ဒီမှာတော့မပေါ်တော့ဘူး no travel ပဲကုတ်ဖြူတာဒါကျွန်တော်တို့ပြည့်ချက်မရှိတော့ဆိုတဲ့သဘောမျိုးဖြစ်သွားပြီဒါပေမဲ့ဖြောက်ပျောက်လားမပျောက်သေးဘူးဘာလို့မပျောက်သေးလဲအောင်မှာအခုဆိုပျောက်သွားပြီအေးသေးလို့လိုက်နောက်ကနည်းနည်းလေးတော့အချိန်လေးစောင့်ပေးရတယ်ချို့ဟာဆိုကျွန်တော်အချိန်စောင့်စရာမလိုဘူးစနိုးလိုက်လို့ရှိရင်လည်းကျွန်တော်တို့ပျောက်သွားမျိုးတွေရှိတတ်တယ်ဟုတ်ပြီနော် okay အဓိကအင်္ဂလိပ်စားလို့ပြီဆိုမှဒီစင်စာစားလို့တာမှန်ပြီဆိုမှသူကပြည့်ချက်လည်းပြင်ပြီးသွားပြီ data လည်းမှန်သွားပြီဖြစ်တယ်ကျွန်တော်ဒီမှာချက်မီးကလုံးဝပျောက်သွားပါမယ်ဟုတ်နော် okay ဒါဆိုကျွန်တော်တို့ချက်မီးဖြောက်တာလေးရမလား ရပါပြီ okay ကျွန်တော်တို့အဓိကချက်မီးဖြောက်လို့ရမယ်ပြီးရင်တစ်ခါရရင်ကျွန်တော်တို့ကိုအင်ဂျင်လုတ်တဲ့ခါကြပေါ့အင်ဂျင်လုတ်တဲ့ခါကျကိုစင်စာ socket တွေပါဖြုတ်ထားအမျိုးကြီးရှိလိမ့်မယ်အဲ့ဒါစင်စာ socket တွေကဖြုတ်တယ်ဖြုတ်ပြီးလို့ရှိရင်ကျွန်တော်အင်ဂျင်လုတ်ပြီးရင်ပြန်တက်တယ်အဲ့တက်ပြီးတဲ့ခါကျတော့တစ်ခါရရင်ကျွန်တော်စင်စာ socket ဖြုတ်ပြီးတော့ကျွန်တော်ကုတ်မဖြောက်လိုက်တဲ့ခါမျိုးကြီးကြာကျွန်တော်တို့အဲ့လိုချက်မီးလင်းတာလေးဖြစ်တတ်တယ်အဲ့မျိုးရအကုန်မှပြည့်ချက်မရှိဘူးကွာစင်စာ socket တက်ပြီးသားဖြစ်တယ်ကျွန်တော်အဲ့လောက်ကောင်လေးတွေကိုကျွန်တော်တို့ clear fog ကိုတန်းပြီးတော့လုတ်လိုက်လို့ရတယ်အဲ့လိုအချိန်မှာကို clear fog ကိုလုတ်လို့မှအဲ့ဒီ data ကြီးကကျန်နေသေးတယ်ချက်မီးကြီးကလင်းနေသေးတယ်ဆိုတော့သူနဲ့ပတ်သက်တဲ့အပိုင်းလေးတွေကိုတွားပြီးတော့ပြန်ပြီးတော့စစ်ပေးရတယ်ဟုတ်တကယ်လို့ကိုစစ်စရာတန်းပြီးတော့ပျောက်သွားရင်ထပ်မပေါ်လာတော့ဆိုရင်ဒီကောင်ကကျွန်တော်တို့ပြည့်ချက်မရှိဘူးပြင်စရာမလိုလို့ဒီကောင်ကပျောက်သွားတဲ့အနေထားမှာဖြစ်သွားတာဟုတ်တကယ်လို့ကိုပြန်လင်းလာရပါမျိုးဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့စစ်ပေးရမယ်သူနဲ့ပတ်သက်တဲ့အပိုင်းလေးโอเคပြီးလို့ရှိရင်ဒီကောင်ဆိုရင်ကျွန်တော်တို့က ECN reset ချရဖြစ်သွားပြီ ECN တော့ reset မချပြတော့ဘူးเนาะโอเคပြီးလို့ရှိရင်ကျွန်တော်တို့ read data string read data string ကကျွန်တော်ဘာပြောနေရမလဲဒီကားမှာတက်ထားတဲ့ကျွန်တော်စင်စာတွေဒီကောင်တွေကောင်းကောင်းအလုပ်လုပ်လားမလုပ်လားသူတို့ data တွေပေးပို့တဲ့ data တွေမှန်လားဆိုတဲ့ဟာမျိုးကျွန်တော်တို့ကစစ်တဲ့သဘောမျိုးဖြစ်သွားပြီမနက်ကဆိုင်ရွယ်လေးယူလိုက်ကျွန်တော်တို့က data list ဟောတော့မနက်ကကျွန်တော်ပြောရဲ data list မှာကျွန်တော် number 1အစပြီးလုပ်ပါမယ် number 1မှာကျွန်တော်က injection injector တွေဒီကောင်တွေတစ်စက္ကန့်အောင်စီဘယ်လောက်ဖြန်းလဲဆိုတဲ့ဟာမျိုးကျွန်တော်တို့ကစက်ကပေးမယ်ဝေးလာကျွန်တော်ဒီထဲမှာ injector ရှာကြည့်ရအောင်ဘာပါမှာမသိချိုးစတဲ့အောင်လို့ injector မပါတဲ့ဟာမျိုးလေးရှိတယ် ကိုင်ကြတာ injector လို့ပါဘူးအဲ့ဒီ target တွေပါပဲပါတယ်ဒီအားအရွှေ injector ခဏထားခဲ့လိုက်ပြီးရင် IGN advance ဆိုကျွန်တော်တို့ကအထဲမှာ cylinder ထဲမှာကျွန်တော် piston ဘယ်လောက် degree မှာစအလုံးလုံးနေပြီဘယ်လောက် degree ရှိနေပြီလဲဆိုတဲ့ဟာမျိုးကျွန်တော်တို့ကပြောချင်တာအဲ့အကောင်လေးတော့ပါလာကြည့်လိုက်မယ် IGN လည်းမတွေ့ဘူးဟုတ်ပြီနှစ်ခုမပါဘူးနောက်တစ်ခုကဒီလိုလေးတဲ့လောက် idea အချိန်တွေမှာဘယ်လောက်လောက်ကြမလဲအကောင် CAS လောက် C ဆိုတော့ပေါ်မှာ CA ဒီကောင်လည်းမပါဘူးသုံးခုမပါဘူးပြီးတော့လွတ်ရင်မငြိမ်စားရ အဲ့ဒါဆိုရင် number 4ကစရှာမယ် number 4ဆိုကျွန်တော်တို့က MAF ဖြစ်သွားပြီ MAF မှာဆိုသူက idea လင်းရှင်နေဟောတော့ idea လင်းရှင်နေမှာဆိုကျွန်တော်တို့က226ကို idea ရှင်မှာပုံမှန်အားဖြစ်ကို engine slow ရှင်နေကိုဆက်ဟို1ဖြစ်တာအချိန်မှာဆိုကျွန်တော်တို့က1 gram သူကျော်30 gram ထိရှိအောင်ဆိုတာမျိုးပဲအဲ့ဒါကျွန်တော် MAF လေးချက်ရှာကြည့်မယ် thank you ဟာ MAF sensor MAF sensor ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဘိုးတည်းရဆို2မျိုးဖြစ်သွားတယ်ကျွန်တော်တနည်းအားဖြင့်ကြည့်မယ်ကျွန်တော် MAF ကိုကျွန်တော်တို့က gram per second နဲ့လည်းကြည့်လို့ရတယ်ဒါမှမဟုတ်အဲ့ MAF ကိုဘယ်လောက် vote ပေးနေဆိုတဲ့ဟာမျိုးလေကျွန်တော်တွားပြီးတော့ကြည့်လို့ရတယ်အခုဒီမှာပြထားတော့ပါကြာ gram per second နဲ့ပြတာအဲ့ဒါဆိုကျွန်တော်တို့က MAF ကိုလေဘယ်လောက်ဖြတ်ပြီးတိုက်သွားလဲလေဘယ်လောက် gram တိုက်သွားလဲဆိုတဲ့ဟာမျိုးကျွန်တော်တို့ကစစ်ပေးရပါအဲ့တော့ခုနှစ်ခုလုံးကျွန်တော်တကားလေးဝင်လိုက်မယ်ဟုတ်ကြည့်လိုက် MAF လုံးဝကျွန်တော် engine slow ချိန်နေမှာဆိုကျွန်တော်တို့က 1.89 gram per second ရှိတယ်အဲ့တော့တစ်စက္ကန့်ကျွန်တော်က 1.8 gram ဝင်နေဆိုတဲ့ပုံမျိုးအဲ့ကျွန်တော် RPM 2005ထိမြင်ကြည့်လိုက်မယ် RPM 2005ထိနေတဲ့ချိန်မှာကွာလောက်ဘယ်လောက်ရှိသွားလဲ gram per second ဘယ်လောက်ဝင်သွားလဲဆိုတဲ့ဟာမျိုးကျွန်တော်တို့ကတွားပြီးတော့ကြည့်ပေးရမှာအဲ့တော့ခုဒီပါလေးဖြည်းဖြည်းလေးနင်းကြည့်မယ်1.8 7.6 အဲ့တော့ခုကြည့်လိုက်မယ်ဆိုတော့ဘယ်လောက်ရှိသွားလဲ 10.8 နဲ့ 7.1 ပါ brand တွေဟုတ်ပြီနော် IBM များသလိုဒီကောင် MAF တဲ့ဝင်တဲ့လေကကျွန်တော် gram per second ပို့ပြီးတော့များလာဟုတ်ပြီနော်ဆိုရင်ဒီပါဖြည်းဖြည်းချင်းလွှတ်ကြည့်မယ် အပင်ရဲ့ဗမာဒီမှာပြအောင်ဟိုမှာပဲပြ ဒါကောင်ဒီမှာလည်းကြည့်လို့ရတယ် ဖယ်နာတော့ကြည့်ရ လာမယ်လေပြမယ်လေဖြည်းဖြည်းโอเคဒါဆိုကျွန်တော် MAF ဆိုတာကျွန်တော်တို့သိပါပြီမနေငယ်မှာကျွန်တော်လီဘာမနေဘူး IBM နေတဲ့အချိန်မှာကျွန်တော်တို့က1နဲ့ကျွန်တော်တို့က2 gram per second လောက်ထိပဲဝင်တယ်ဟောတော့လီဘာနင်းလို့က RPM 2005လောက်ထိရတဲ့အချိန်မှာဆိုတော့လေတကားပို့ပွင့်သွားတယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့လေအားပို့ပြီးတော့ဝင်လာမယ်ဆိုတဲ့သဘောမျိုးဟုတ်ပြီနော် okay ဒီကောင်အဲကျွန်တော် MAF ရပြီ MAF ကိုဟိုဖြစ်လို့ရှိရင်လေမနေငယ်
ကိုလုံးတော့မယ်ဆိုကွာဒီမှာလီဘာမနှင်းငယ်မှာကွာ RPM ဘယ်လောက်မှဆိုကျွန်တော်တို့ကဘယ်လောက် gram per second ဝင်နေ2005ဒီနင်းလို့ရှိရင်ကွာဘယ်လောက် gram per second ဝင်နေဆိုတာလေးကိုရေးပေးရမယ်အဲ့တော့ဘယ်အားတယောက်ချင်းလောက်ရမယ် ဟုတ် ပြီးလို့ရှိရင်မအောက်ကဟာ engine speed ဖြစ်တဲ့အတွက်မ engine speed ရှာမယ် engine speed မှာတွေ့ရစရာ အဲ့ဒါကျွန်တော် engine speed ခုဘယ်လောက်ရှိလဲ RPM 950ဟောဒါဆိုကျွန်တော်ပုံမှန်နေထားမှာရှိဘာလို့ဒီကကျွန်တော်တို့က auto gear ဘောနဲ့ဖြစ်တဲ့ auto car ဖြစ်တဲ့ကျွန်တော်တို့က950မှာရှင်သူဒီမှာလေးရေးပြီးသား auto car ဆိုကျွန်တော်650နဲ့950ရှိအောင် manual ဆိုကျွန်တော်950ကနေ650တိရှိနေအောင်ဟောဒါဆိုသတ်မှတ်ထားတဲ့ RPM မှာရှိတယ်ခုနကိုယ့်ကိုကြည့်မဲ့ခါကျရင်လည်းကိုဘယ်လောက်ရှိလဲဆိုတာလေးပေးမှတခါလေရေးထားမယ်ဟောတော့ပြီးလို့ရှိရင်ကျွန်တော်တို့က engine coolant temperature ECT စစ်မဲ့ဆိုရင်ဒီကောင်လေးခဏပိတ်ထားမှရတော့မယ် ညီကူလက် ECD စစ်မဲ့ ECD ရှာ မှာ CT မှာ easy စင်တာဘယ်နှလုံးဖြစ်နှလုံးဖြစ်နေ1နဲ့2နဲ့အများကြီးကားတော်များမှာဆိုကျွန်တော် easy စင်တာရကျွန်တော်တို့ကအင်ဂျင်မှာပဲတက်ထားရတာအများကြီးဒါပေမဲ့ Honda Fit တမူထူးကြတယ်ကျွန်တော်နဲ့အင်ဂျင်မှာတစ်လုံးတက်တယ်ရီတိုင်းငယ်မှာတစ်လုံးတက်တယ်အဲ့လိုမျိုးဖြစ်တဲ့ကျွန်တော်စဉ်းစားကျွန်တော် easy စင်တာ1ရယ်2ရယ်ဆိုပြီးဖြစ်သွားဟောဒီကဒီမှာသူဘာနဲ့ကြည်ခိုင်းလဲ degree Celsius နဲ့ဟော degree Celsius ကောင်က easy စင်တာဘယ်လောက် degree Celsius ရှိရဆိုတဲ့ဟာမျိုးကျွန်တော်တို့ကကြည့်ရမှာဘိုးကကြာခုနက easy စင်တာကျွန်တော်တို့ကဘယ်လောက်ဘိုးပေးထားရဆိုတဲ့သဘောမျိုးအခုမှ1နဲ့2မှာဆိုဘယ်ကအင်ဂျင်ကဖြစ်မယ်ထင်လဲ1 1ပဲဖြစ်မယ်ဗျာ ဘာလို့ထင်တာ ရေးကြည့်လို့ဟုတ်တယ်ရေးကြည့်လို့ရမှာဟုတ်က ဘာလို့ထင်တာ များလို့ ပူချိန်များလို့ဟုတ်တယ် ကြီးများတော့အင်ဂျင်မှာ အင်းရဲ့ပူမှာအရင်စပူပါလေ ကားမှာဆိုကျွန်တော်ရေတန်ကြီးကနောက်မှပူမှာအင်ဂျင်ပူပြီဆိုမှအဲ့ဒီဟာကိုကျွန်တော်တာမိုစတန်နဲ့ reflex လုပ်ပြီးမှကျွန်တော်တို့ကရေတန်ကြီးရဲ့ရေတာပူရမှာအဲ့တော့အခုဆိုကျွန်တော်ကအင်ဂျင်မှာစနှိုးရရင်အင်ဂျင်စပူမှာဖြစ်တယ်ကျွန်တော်အပူချိန်များတဲ့ဟာကျွန်တော်တို့ easy sensor 1ကျွန်တော်တို့ကအင်ဂျင်ဟာဖြစ်သွားမယ်2ကကြာကျွန်တော်တို့ကရေတန်ကြီးဟာဖြစ်သွားမယ်ဟောတော့ကောအဲ့လိုနှလုံးပါလို့ရှိရင်ကွာဘယ်လိုခွဲမလဲဆိုတာလေကွာခွဲတတ်ဖို့လိုတယ်နော်โอเคဘာလို့ရှောက်ကလီနေရโอเคဒါဆိုခုမှတကောင်85ရှိတယ်ဟိုလောက်တဲ့အချိန်မှာကွာဘယ်လောက်ရှိလဲ90ရှိရင်လည်း90ရေးမယ်95ဆိုရင်လည်း95ဟောတော့ degree Celsius နဲ့โอเคခုစင်လာ1 2ဒီမှာပြထားဖြစ်တယ်ဒီမှာရေးရင်လည်း1ရော2ရောရေးမယ်ဟုတ်ပြီနော်โอเค intake air temperature by 80ရှာမယ် မှာ ID1 မှာဆိုတဲ့အတိုင်းပဲဒီဆက်မှာကျွန်တော်အခုသတိထားမိရမှာကျွန်တော်တို့ကရိုးရိုးပြဆိုကျွန်တော်တို့ကသူ့ရဲ့ percentage တွေပါရေးကျွန်တော်တို့က unit တွေကိုပြတာဟောတော့တကယ်က voltage နဲ့ပြချင်တယ်သူ့မှာနောက်မှာ voltage ဆိုတဲ့စာလုံးလေးပါပေးတယ်ဟောတော့တကယ်လို့ကရိုးရိုးကြည့်တယ်ကျွန်တော်တို့ voltage မပါတဲ့ဟာကိုရွေးတကယ်က voltage ပါကြည့်ချင်တယ်ကွာ voltage ကိုရွေးပေးရမယ်ဟုတ်ပြီနော် okay ဒီကောင်ချက်ဝင်လိုက်မယ်ID ဆိုရင်ဒီမှာကျွန်တော်အပူချိန်ဆိုဘယ်လောက်ရှိ40ပဲရှိတယ်အင်ဂျင်မှာပူသေးရဖြစ်တော့အင်ဂျင်ထဲဝင်နေလေရလဲအေးဖြစ်ပဲဝင်နေဦးမှာဟိုနော်အင်ဂျင်ပူလိုက်ဆိုမှအင်ဂျင်ကိုဖြတ်ပြီးဟိုဟာဖြစ်ပြီးဆိုမှကျွန်တော်တို့ကလေကားရဖြတ်ပြီးစီးစင်းပြီးဆိုမှကျွန်တော်တို့ကအင်ဂျင်ကအပူချိန်ပို့ပြီးတော့များလာဟောနော်အခုဆိုအင်ဂျင်အေးနေသေးရဖြစ်တော့ကျွန်တော် ID ထဲဝင်တဲ့အပူချိန်ကလည်းနည်းနေသေးတယ်ဟောနော်ဒီကောင်ကိုအောင်ဒီကောင်တွေကနည်းနည်းကွဲသွားလိမ့်မယ်စမ်းတာကြာရင်နောက်ကြာရလို့ကပို့ပြီးတော့အပူချိန်များသွားလိမ့်မယ်ပင် FU ratio စီချိုးလေချိုးAF yes AF တကောင်လေးရဟိုဟာမှာ FU ratio FPL FU ratio ဆိုတကောင်ဆိုရင်ကျွန်တော်တို့18ဒသမဘယ်လောက်ရှိ19လောက်ရှိသွားမယ်အဲ့တော့ကျွန်တော်ဒါဆိုရင်၄ဝင်ဖြစ်သွားမယ်ဟုတ်ပြီနော်၄ဝင်ဆိုတကောင်ဆို၄ဝင်မမှန်အောင်ဆိုတဲ့ဘောမှာရှိတယ်နောက်တော့ဘယ်လောက်ရှိရမလဲ14ချိုးပဲရှိရမယ်ဟုတ်တော့ဒီကောင်ဆိုကျွန်တော်တို့18ချိုးလောက်လေးရှိသွားမယ် ချိုးများတယ်လေးဝင်များ ကောင်ဆိုလို့ချင်း လေးများနေrisk ဖြစ်နေဟုတ်တယ်နော် ကောင် rich ဖြစ်နေပြီ risk ဖြစ်တာလမ်းဖြစ်တာမဟုတ်လားလမ်းဆိုရင်နဲတယ် risk ဆိုရင် C များတယ်ဟောတော့ CO ပဲမှတ်ကွာတီးရမှာ C နဲပြီဆိုရင်လေများနေလို့တကယ်လို့ C များသွားရင်ဆိုရင်လေနဲလို့ဟုတ်ပြီနော် okay ဟုတ်စီတဲ့နေတာပါဆို ဒီကောင် C ကတော့ဟုတ်တယ် C ဖြန်းနေနေတာ စီပြန်နေလို့လေ ဒါပေမဲ့ခုတတိထားမှာချိုးဟောင်းလာမှာကျွန်တော်တို့က 40.2 40.7 လေချိုးอ่ะဒါပေမဲ့ချိုးကားမှာကျွန်တော်လေချိုးอ่ะ16တို့17လို့အဲ့လောက်ထိတွားတဲ့ကားမျိုးတွေလည်းရှိတယ်။ဟောတော့ဒါကတော့ကိုကားမျိုးစားပေါက်မူတည်ပြီးတော့အဲ့လေချိုးလေးအောင်နည်းနည်းလေးပြောင်းလဲသွားလေချိုးပြောင်းလဲရမှာတကောင်စီချိုးကလည်းအငြိမ်မနေဘူးစီချိုးလည်းလိုက်ပြောင်းသွားမျိုးလေးရှိတယ်။ဟောတော့အလားလေးချက်တည်ထားပေးရမယ်။
ကဲဒီကောင်းမှာခဏလေးဝင်ကြည့်မယ်ဒီကောင်းမှာကစီချိုးမပါတော့ဟုတ်တယ်လေချိုးပဲပါ လေချိုးပဲ လေချိုးနဲ့စီချိုးခံမှန်းလို့ရတာပေါ့ အဲ့ပေါ့အဲ့လိုခမန်းမဲ့သဘောမှာ ခံမှန်းပါပေါ့စီချိုးလေချိုးများရင်နေရင်ပေါ့ ဒီဆက်ကြီးအားသွင်းရင်ဘယ်လောက်ကြာတရားပြေးဖို့ဆို 2 နာရီလောက်ကြာ ဟုတ် အာသုံးလဲ ပြီးရင်ဘယ်လောက်ခံ အခုကြည့်ပါနဲ့စပြတော့14ခု12 တိတ်မခံဘူးနော် ဘာလို့မခံရမှာခံရပြရဘယ်လောက်ကြာနေပြီစိတ် မဟုတ်ဟာဖားပစက်နဲ့တွင်းရတာဟာလားကြာ ဟုတ်တယ်ဟုတ်တယ်ဖားပစက်နဲ့တွဲ1ရက်လောက်သုံးလို့ရတယ်အားတရားကြည့်လို့ ဖားပစက် မင်းနဲ့ပေါ့ ဘယ်မင်းနေကွာ ခလေးလေးပဲညာခလေးဆိုတိလို့စီရှိအောင် ကလေးလေးအမကလေးမနောက်ဆိုမှာ MAB နော် mass absolute pressure ဒီကောင်ဆိုကျွန်တော်လေရဲ့ pressure အတိုင်းတာနော်လေဖီယာအတိုင်းတာဆိုတော့ MAB အတိုင်းပဲကျွန်တော်တို့က2မျိုးရှိပါမယ် MAB match ဖို့ MAB max မတ်မြေပုံပေါ့ ဒီကောင်အခုဆိုကျွန်တော်တို့ကဘယ်လောက်ရှိလဲ33 kilopascal ရှိတယ်ဟုတ်နော် မက်ဆန်ဆာက33 20နဲ့40ရှိရမှာ ကီလိုဘတ်ပေါ့ ဒီမှာဆိုရင်ဟုတ်တယ်20နဲ့40ကြားမှာရှိရအောင်သူ rate တွင်ရှိတယ်နော်ဒီကောင်မှန်သေးတယ် မတ်ဆန်ဆာ ကဲ okay MAB MAB ရဲ့ ABB ABB ဆိုရင် liver sensor လွယ်မှတ်မယ်ဆိုရင် liver sensor APP အာ ဒီသားစင်မှာအဲ့ဒါကျွန်တော်တို့က sensor 1နဲ့2ဆိုပြီးရှိသွားတယ် liver မှာလည်းအဲ့တော့1နဲ့2ကိုကျွန်တော်တို့ကဘယ်လိုခွဲမလဲကျွန်တော်တို့ဒီကောင်တွေက voltage နဲ့ပဲခွဲရတာအဲ့တော့1မှာဆိုကျွန်တော်အမှန်ဆိုဒီကောင်က1နဲ့2ကကြောင်းမြန်ဖြစ်နေတာကြောင်းမြန်ဖြစ်တာမဟုတ်ဒီကကားပေါ်မူတည်ပြီးကွဲသွားတာဗောနော်ချိုကိုင်းမှာဆိုကျွန်တော်တို့ sensor 1 volt နဲ့တယ် sensor 2က volt များတယ်အဲချိုကိုင်းမှာကြာလို့မဟုတ် sensor 1က volt များပြီး sensor 2က volt နည်းတယ်ဆိုတဲ့သဘောမျိုးရှိမှရှိတယ်ဟောဒါအခုဒီကောင်ကကျွန်တော်တို့ကြည့်လို့ရှိရင်ကျွန်တော်တို့ကကြောင်းမြန်ပြန်ပြီးကြည့်ရမှာဒီက B ကိုကျွန်တော်တို့ကဒီက sensor 1မှာတော့ကြည့်ပေးရမယ်ဟုတ်တယ်ဒီက A ကိုကြာကျွန်တော်ဒီက sensor 2နဲ့တွားပြီးတော့ကြည့်ပေးရမယ်ဟောအခုဆိုကျွန်တော် liver မနေသေးဘူးliver မနေသေးရဖြစ်တဲ့သူ့မှာ liver မှာ percentage က0ပဲရှိတယ်အဲ့တော့ကောင် liver နင်းကြည့်မယ်ဒီမှာတကူတတိထားမှာကျွန်တော် ABB မှာဒီမှာရေးတာ do not stop engine ကျွန်တော် engine ဆက်ရထားတဲ့အချိန်မှာပဲကျွန်တော်တို့ကတွားပြီးတော့ရှာပေးလို့ရမှာဘာလို့ကျွန်တော် liver နဲ့ engine နိုးရရင်ဆို liver နင်းလိုက်လို့ရှိရင်ကျွန်တော်တို့က RBN တွေပါလေစောင့်တက်သွားမျိုးတွေပါမျိုးတွေဖြစ်သွားလိမ့်မယ်ပြီးတော့ကျွန်တော် liver ကျွန်တော်အဆုံးနှင်းလို့မရတဲ့အခြေအနေမျိုးတွေလည်းရှိတယ်เนาะချို့ engine တွေမှာဆို RBN အဆုံးတီးမရတဲ့မျိုးတွေရှိတယ်အဲ့လိုမျိုးခါမျိုးကျကျွန်တော်တို့က data အချက်လက်ကိုမှန်အောင်စစ်လို့မရအောင်အဲ့ဒါဖြစ်တဲ့ကျွန်တော်စစ်တဲ့ခါကျကျွန်တော်တို့က engine ကိုဆက်ရထားပေးရအောင်မယ်ဆိုကျွန်တော် liver မနေ0% အဲ့တော့အခု liver သုံးနေနေလိုက်မယ်တရားစပစ်ဒီဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့အဆုံးကြီးဖြစ်သွားပြီဒီမှာအခုမှကြီးလိုက်မယ်ဆိုကျွန်တော်တို့က liver နင်းတဲ့အချိန်မှာကျွန်တော်တို့က B ကကျွန်တော်တို့က 2.3D ရှိသွားတယ်ဟုတ်နော် B ဆိုကျွန်တော်တို့က sensor 1 sensor 1ဆိုသူပြတာဘယ်လောက်ပို့လဲ 2.6 ကနေ 4.5 volt 2 volt 3 volt လောက်တော့ကွာနေရမျိုးလေးတွေရှိတယ်အဲ့တော့အဓိကအဲ့လားဘာကြောင့်ကွာလဲတော်တော်များကျွန်တော်ကားမျိုးသားကွဲသွားလို့ရှိရင်အဲ့လိုမျိုး volt ကွာမျိုးလေးတွေလည်းရှိတတ်တယ်အဲ့ဒီကောင်ကတရားတွေးတာကိုအခြေခံပြီးလုပ်ထားတယ်ကျွန်တော်အခု Honda ဆန်းနေတာဖြစ်တဲ့အတွက်နည်းနည်းလေးကွာနေရမျိုးလေးရှိတယ်အခုမှ sensor 2ကိုကြည့်လိုက်မယ် sensor 2ကကျွန်တော်ဒီက A နဲ့ကြည့်ရဖြစ်သူ့မှာသတ်မှတ်ထား 3.4 ကနေ 5D ရှိတယ်။သူတို့တွေမှာရှိရဖြစ်ဒီကောင်ကကျွန်တော်တို့မှန်တယ်ဖြစ်သတ်မှတ်လို့ရတယ်နှစ်ခုလုံး။အဲ့ကောင်တွေရောက်ကျွန်တော်ကောင်းတယ်မကောင်းကြဘယ်လိုဆုံးဖြတ်လဲကျွန်တော်တို့ကအခု liver နင်းထားတယ်။ liver ဖြည်းဖြည်းလေးပြန်လွှတ်လိုက်။ဖြည်းဖြည်းလွှတ်လို့ရှိရင်ကျွန်တော်ဒီ volt ရောကျွန်တော်တို့ကရာခိုင်နှုန်းကကျွန်တော်ဖြည်းဖြည်းချင်းပဲပြန်ပြီးကြာသွားပြီ။ဟုတ်နော်။အဲ့ဒါက liver လွှတ်လိုက်တာမှကိုကရာခိုင်နှုန်းကမကြောက်ဘူးငြိမ်နေရပဲဖြစ်ဖြစ်ဒါကဖြည်းဖြည်းလေးလွှတ်လိုက်တာလုံးဝစောင့်ကြသွားတာဘာလို့ဆိုရင်ကျွန်တော်တို့ကဒီ ABB စဉ်းစားတယ်ကျွန်တော်မကောင်းဘူးဖြစ်ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်။ဒါကဖြည်းဖြည်းချင်းလှုပ်လို့ရှိရင်သွားတယ်။ရာခိုင်နှုန်းလည်းဖြည်းဖြည်းချင်းကြာရမယ်။ဘို့လည်းဖြည်းဖြည်းချင်းကြာ။တော့ကချက်ချင်းတန်း6တော့ဖယ်လိုက်ရင်တော့သူကလုံးဝတန်းကြာသွား။အနေနဲ့ခါကျရင်အဲ့တိုင်းပဲကွာတက်တဲ့ခါကျရင်ဖြည်းဖြည်းနဲ့သူကဖြည်းဖြည်းချင်းလိုက်ပြီးတော့တက်နေရမယ်။ဟောနော်စောင့်နေမှလည်းကျွန်တော်တဆုံးပြီးစောင့်တက်သွားရမယ်။ပြောရင်လည်းအဲ့တိုင်းပဲဒီတိုင်းလှုပ်လိုက်မှလည်းကျွန်တော် 0D တန်းကြာသွားတယ်။အဲ့လိုမှကွာဖြည်းဖြည်းချင်းလှုပ်ပြီးစမ်းနေရကွာ 0D တန်းကြာသွားမျိုးပါမျိုးဆိုကျွန်တော်ဒီ ABB စဉ်းစားကောင်းကောင်းအလုံးမလုပ်လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်။ liver sensor ပေါ့။ liver sensor ကောင်းမလို့လို့သတ်မှတ်လို့ရတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့က total position sensor total position sensor အဲ့တိုင်းပဲကျွန်တော်တို့ကဒီမှာ do not start engine ဟုတ်ပြီကျွန်တော်လေတကားဘယ်လောက်ပွင့်သွားလဲဆိုရင်အဲ့လေတကားရဲ့အရွက်ဘယ်လောက်ပွင့်သွားလဲဆိုတော့သိချင်တာဖြစ်တယ်ကျွန်တော်တို့က engine ကိုဆက်တက်ပြီးတော့ကျွန်တော်တို့ကတွားပြီးတော့ကြည့်လို့ရတယ်။အဲ့ကွာစံထိုးထားလို့ရှိရင် engine နဲ့ဝင်တဲ့လေပမာဏများသွား engine RPM မှန်တာတွေ engine ရုံးကဆွဲရကြသွားမျိုးဖြစ်သွားမှာဆိုလို့ဆိုပြီးကျွန်တော်တို့ကဆက်တက်ထားတဲ့အချိန်မှာပဲအကောင့်တွေအများဆုံးစစ်ဆေးလို့ရတယ်။အဲ့ကျွန်တော်ဒီအခု total position sensor စစ်ကြည့်မယ် TPအဲ့မှာ sensor video sensor ဖြစ်တော့မယ် sensor AB ပြီးရင် TV sensor voltage အဲ့ဒီရအောင်မှန်အောင်ဆိုတာဟိုဖြစ်နေတယ်
29ဒီဖြစ်သွားပြီလေချိုးရမ်းများနေတယ် လေသားဝင် တခါကြီးတိတ်မပြောကြနဲ့လေ လေဟောတခါ လေတွေရမ်းများနေ တခါတိတ်မနီကိုလေခေါင်းနေပို့ထားတယ်တခါပဲ နေအခုလောဆယ်လက်ဆို့ထားတယ် လီဘာစင်လာတူပဲကျွန်တော်လီဘာနင်းမှာကျွန်တော်လေတကားပွင့်မှာအဲ့ဒါကျွန်တော်လီဘာကျိုးနဲ့လို့ရဖြစ်တယ်ကျွန်တော်လီဘာနင်းမှာလေတကားပွင့်မှာဖြစ်တယ်ကျွန်တော်တို့ကလီဘာနင်းတဲ့ပုံမူတည်ပြီးတော့အဲ့လေတကားရဲ့ကျွန်တော်တို့ TV စင်လာကျွန်တော်တို့ဘိုးလဲလိုက်များသွားပြီးရင်သူ့မှာလေတကားဒလက်ကတစ်ခုတည်းရှိရဖြစ်တယ်ကျွန်တော်ရာခိုင်နှုန်းနေနေကျွန်တော်တို့ကတစ်ခုပဲပြရတယ်ဒါပေမဲ့သူ့မှာ position စင်လာကျွန်တော်တို့ဟိုဘက်ဒီဘက်တက်ထားအဲ့ဒလက်ကိုကျွန်တော်ဟိုဘက်ဒီဘက်တက်ထားဖြစ်တဲ့အတွက်တော့ဘိုးအနေနဲ့ပြမယ်ဆိုတော့ကျွန်တော်တို့ကနှစ်ခုသွားပြီးတော့ကြည်ပေးရတယ်ဟောတော့မှစင်လာ A ရယ် B ရယ်ဆိုပြီးတော့ခုဒီမှာစင်စာ1မှာကြီးလိုက်မယ် 0.5 ကနေ 1.1 မနည်းငယ်ဟုတ်နော်2မှာဆိုကျွန်တော် 2.1 ကနေ 3.1 okay ဒီကောင်ကကြီးလိုက်မယ်1မှာဆိုကျွန်တော် 0.8 ရှိတယ်ဟောသူသတ်မှတ်ထားတဲ့ကျွန်တော် rate တွင်းမှာရှိတယ်2ဆိုရင်အဲ့အတိုင်းပဲ2မှာဆိုတော့နည်း rate လေးကွာနေရမျိုးလေးရှိတယ်ဒီမှာ 2.1 ဆိုရင်ပဲကျွန်တော်ဒီမှာ 1.7 ရှိတယ် 0.4 လောက်ကွာနေရမျိုးလေးရှိတယ်အဲ့ကောင်လေးခုနကကျွန်တော်ပြောဆိုကားမျိုးစားပုံမူတည်ပြီးတော့ကျွန်တော်စင်စာလို့ပုံမူတည်ပြီးတော့ကျွန်တော်နည်းနည်းလေးကွဲရဝလေးရှိတယ်ဒီကောင်ကောင်းကောင်းဆင်ဘယ်လိုဆင်မယ်ခုနလိုပဲ ABB စင်စာလို့ကျွန်တော်လီဗာဖြည်းဖြည်းလေးနင်းကြည့်မယ်ဘိုးကဖြည်းဖြည်းလေးလိုက်တက်အောင်တော့ကသုံးတီနေလိုက်မယ်သုံးတီနေလိုက်မယ်ဒီကောင်ဘိုးက3 volt ရှိရ fully open နိုင်ချိန်မှာသတ်မှတ်ထားဆိုတော့ဘယ်လောက်သတ်မှတ်ထားလဲ 2.6 ကနေ 4.5 ဟုတ်နော် 4.5 သတ်မှတ်ထားတဲ့ rate တွင်မှာရှိတယ်ဟောနော် 2.6 ကျော်အောက်ကဟာဆိုကျွန်တော်တို့က 4.6 ကနေ 5.5 ဒါနဲ့ဒီမှာရှိတာ 4.1 လောက်ပဲရှိတယ်ဟောနော်တော့နည်းနည်းလေးကွာနေရမျိုးလေးတွေရှိတယ်ကျွန်တော်လီဗာလှုပ်လို့ရှိရင်ဖြည်းဖြည်းလှုပ်နေတယ်ကျွန်တော်ဖြည်းဖြည်းပြန်ပြီးတော့ကြာအားကျွန်တော်ဒီ TV စင်စာလေးကျွန်တော်ကောင်းကောင်းလှုပ်လို့သေးတယ်ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဟုတ်ကဲ့နော် okay ပြီးရင်အောက်ကဟာ AF စင်စာ AF စင်စာမှာသူ့မှာတစ်ခုရှိရတာကောင်နဲ့စစ်လို့ရအောင်မို့လို့အဲဆို driving app မောင်းနေတဲ့အချိန်မှာကီလို90တနာယူကီလို90မောင်းနေတဲ့အချိန်မှာသူကဒီလောက်ဘို့ပဲရှိရမယ်သူကသတ်မှတ်ထားတယ်0.1 ရတာတော့0.0 ဟုတ်တယ်ရထားရင်တော့0လောက်ဒီဖြစ်နေလိမ့်မယ်အဲ့လိုဖြစ်တဲ့ခေါင်းကကျွန်တော်စမ်းမယ်ဆိုရင်ကျွန်တော်မဖြစ်မနေကားမောင်းပြီးတော့စမ်းမှရအောင်လို့လည်းကားမောင်းစမ်းကြအောင်ရရရ တော့မရ အေးဒါ EF စင်စာ EF စင်စာဝင်မယ်ဒီမှာဆို EF ဟလာမှန်EF စင်စာမောင်လေးမဆိုင်နိုင်ရှောက်ကြမမေးနဲ့နော်မမတို့စိတ်ရှိချင်းမဖြစ်ဘူးအကြာရင်နေဝါကြီး မမမဘူးနဲ့ ကဲ ဆရာနဲ့မမောင်းဟဲ့ရှောက်ချက်ကလေးကြီးလို့ကားနော်ကားလောက်တယ်ကားဟောလေးကား 1ဖြစ်တယ်စင်စာ1ဖြစ်တော့အောက်ကဟာဆိုကျွန်တော်တို့ကစင်စာ2 O2S B1S2 ကိုရှာ B1S2 O တွေးလိုက်တယ်ဟိုပေါ့တစ်ခါဖြတ်လိုက်ပြီ ဒီဥမှာ38မိနစ်တော့ရှိပါ ဟော39မိနစ်တယ်လီဂရမ်ပို့လို့ရတယ် ရတယ်စိတ်အကောင်လွင် တကယ်စကားတကားလုံးတော့ရ ဒီကောင်ဆိုဒီမှာစက်ထဲမှာကျွန်တော် H လုံးပို့သွားတယ်နော် HO2S2 ဆိုတော့နော် O2S2 မို့တော့မှ HO2S2 ဆိုပြီးတော့ဒီကောင်ချက်ဝင်ကြည့်လိုက် ဒီချိုဒူဒီဒူဘောပဲပါဒီကောင်ဆိုဘယ်လောက်ဖို့ဖြစ်လဲ0ဖို့ပဲကြည့်တယ်အဲ့တော့မှ idol ရဲ့အစင်တွေမှာဒီကောင်ဘယ်လောက်သတ်မှတ်ထားလဲ 2.8 ကနေ 3.80 သတ်မှတ်ထားတယ်အဲ့ကောင်လီဗာနဲ့နေနေတက်လာရဟုတ်တော့ဒီကောင်အခုအိတ်သောကနေသူကလေထွက်သွားပြီဆိုမှဓာတ်ငွေထွက်သွားပြီဆိုမှသူကဘယ်လောက်ဟိုဖြစ်လဲဆိုတာဆိုကျွန်တော်တို့ကတွားပြီးခမန်းတာဖြစ်တဲ့ဒီကောင်လီဗာနေပြီးတော့စောင်းဟောဖြစ်ပြီဆိုမှသူကစပြီးတော့အလုပ်လုပ်ကြမှာနော်အဓိကကျွန်တော်ဒီကောင်အင်ဂျင်အေးနေသေးလို့ဟောတော့အောက်ဆီဂျင်စင်စားကျွန်တော် AS စင်စားမှာသူ့မှာဟီတာဂျိုးဆိုတဲ့ဂျိုးလေးပါတယ်အဲ့ဟီတာဂျိုးရဘယ်လိုလုပ်လဲကျွန်တော်ဒီအောက်ဆီဂျင်စင်စားပဲဖြစ်ဖြစ်အဲ့ AS စင်စားပဲဖြစ်ဒီကောင်လေးပူပြီးဆိုမှစပြီးလှုပ်တယ်ဆိုတဲ့သဘောမျိုးခုမှကျွန်တော်အင်ဂျင်ကအခုမှစနှိုးတာဖြစ်တဲ့အတွက်အင်ဂျင်ပူခြင်းလည်းမရှိသေးရဖြစ်တဲ့ဒီကောင်လေးကျွန်တော်ကောင်းကောင်းလေးစစ်လို့ရမှာမဟုတ်သေးဘူးဟုတ်ပြီနော်โอเคအဲ့ဒါရင်ဒီနှစ်ခုထားလိုက်မယ်ဟုတ်နော်73နဲ့14ထားလိုက်မယ်15ကဘာမှမဟုတ်တော့ဘူး15တကောင် short fuel train နေပါဖြစ်သွားပြီကဲထားမှာနည်းနည်းများသွားတယ် အင်ဂျင်တာထားမယ်1 2 3ထားမယ် advanced ignition ထားမယ် ignition advanced ထားမယ်ပြီးရင်ဒီ CAC လောက်ဆိုဟာထားမယ်နံပါတ်4ကဆက်စစ်လို့ရမယ်ဟုတ်နော်4ကနေ MAF 1နေရော ဒီဘက် ready ရ နော် ready ရမယ်โอเคအဲ့ဆိုရင်ရတော့မလားစစ်လို့ရမလား စစ်ကြည့်လိုက်မယ် ရောက်တယ်လေ ကြည့်လိုက် โอเค ရရ ပြန်ထွက်လိုက် ခံပါမှာ တယောက်တစ်မျိုးလား ရောက်တယ်လေလောက်က ဟိုတယောက်တစ်လုံးပေးပါကားလိုက်တယောက်စီ ဘုံ ဟုတ်တယ်